ကိုပြန်ပြီးမေးကြည့်အောင်ပေးကြည့်အောင်ဖြူစင်တဲ့ကျင်နာမှုလူတွေရဲ့ရင်မှာအခုဒါတွေကိုမမြင်ပါဘူးမကောင်းဆုံးဝါတွေကဒီကမ္ဘာမြေကိုချိန်ချောက်ကယောဂဆိုးတွေလက်ကိုခန္ဓာကိုဟိန်းဟောက်ငါကြောက်တယ်ဝေဒနာတွေကြောက်တယ်နားလေခွင့်လို့ခြင်းတွေပဲစီကိုပျောက်ကွယ်ရန်လို့သူတွေရဲ့ဆုံးဖြတ်ချက်တစ်ဖက်စွန်းပူဆွေးရင်ငယ်တဲ့လူတွေရဲ့မြောက်ဝန်းကဲကဲဒါဆိုနဲ့စစ်ပွဲတွေရပြည့်